မလောက်ချင်တဲ့စိတ်ဆန္ဒမရှိခဲ့ဒါပေမဲ့ဘုရားကျေးဇူးတော်တဖြည်းဖြည်းနဲ့ထိတွေ့ပြီးတော့ခံစားရလာတဲ့ခါမှာပေါ့နော်ဘုရားသခင်ရဲ့ပေးထားတဲ့အရာဘုရားသခင်ရဲ့ကျေးဇူးပြုရမှာတော့ကျွန်တော်တို့ပေးချိတ်ပြီးတော့ကိုကြိုက်တဲ့လမ်းပဲသွားပြီးတော့အသက်ရှင်ဖို့စိတ်ခင်မှာကိုယ့်ရဲ့အသက်တာထဲမှာရှင်းစရာဖြစ်လာတယ်ဒီနေ့ဘုရားသခင်ကဘာမဟုတ်တဲ့ကျွန်တော်တို့ရဲ့အားနည်းချက်တွေရှိရတဲ့နဲ့မထိုက်တန်ခြင်းတွေမြောက်များစွာထဲကနေပြီးတော့သူရဲ့ပြည့်စုံသောတက်တန်နဲ့သူကပဲဦးဆောင်ပြီးတော့သူကပဲကျွန်တော်တို့ရဲ့အကောင်းဆုံးတိုးထွင်းတဲ့ဖြစ်တဲ့အရာသူရဲ့နီးဥပဒေကအတိုင်းပေါ့နော်ကျွန်တော်မိသားစုရှေ့ဆက်ပြီးတော့သူရဲ့အမှုတော်ထဲမှာလည်းပါဝင်နေဖို့ရအထူးသဖြင့်သင်တော်လူကြီးတွေသင်တော်မှာရှိတဲ့သင်တို့သင်သားတွေအားလုံးရဲ့ဖြေးမှချင်းတဲ့တကွာနော်ဖျားရှင်ရဲ့နိုင်ငံတော်ထဲမှာပါဝင်ခွင့်ပေးတဲ့သူဖျားရှင်သင်တော်အားလုံးပေါ်မှာဆက်လက်ပြီးတော့ကျေးဇူးတော်ချီးမွမ်းရင်းနဲ့ဖျားရှင်ကသင်တို့ပေါ်မှာသူပဲကောင်းချီးတော်ချပေးပါစေကျွန်မလည်းအနေနဲ့ပြောချင်တယ်နော်ပြောခွင့်လေးပေးပါလို့အားလုံးတော့အားလုံးနားပါတယ်ဒါပေမဲ့ကျွန်မမပြောရရင်ဘောနော်မပြောဘဲကျွန်မပြန်သွားခင်စာအလုံးကြီးလို့ကျွန်မပြန်ပြီးမှဆိုလို့ပေါ့နော်အဲဒါကျွန်မကဒီနေ့ဒီနေ့မှချက်ဖို့လို့ဘာမှမရှိတော့ဘူးဒီအခြေအနေတွေကိုကျွန်မကဒီရက်တိုင်းကိုကျွန်မဘုရားစီမဆုတောင်းခဲ့တယ်ဘုရားကိုခေါ်ခဲ့တယ်ပေါ့နော်ဟာလည်းပြောမယ်ဆိုရင်ကစရရဲမကျွန်မတို့မပြေဆုံးတာလည်းကျွန်မသိတယ်ကျွန်မမရှိဘူးမတော်ဘူးကျွန်မကိုရိုစီမှာညီတော်တယ်ဒိုးဝင်ကိုရိုကဒီတင်းတော်မရှိတဲ့မိသားစုတွေကိုအရင်ချက်တာဖြစ်တာသူအရင်ကောင်းကြည့်ပေးချင်တယ်ငါတို့တွေကရပ်ပေးပါသူချစ်တဲ့သူဒါအမေတွေရပ်ပေးပါနေရာငါရဲ့ဝန်ကြီးအဖို့ဆုံးတဲ့ဖြစ်တယ်ငါ့ကို